ဒီဗီဒီယိုလေးပါတော့ဒီ Matic ကနေပြီးတော့ဒီ update လုပ်ပေးထားတဲ့ all on is workflow ကြောင်းပေါ့နော် all on workflow ကတော့ခုနောက်ပိုင်းများများတော်များလုပ်လာကြပြီဆိုတော့ဒီကျွန်တော်ရဲ့ Matic scanner မှာလည်းဘယ်လိုမျိုးသုံးပြီးလို့ရတယ်ဆိုတာကိုဒီအနေငယ်ပေါ့နော်ပြလာမှာပေါ့နော်ဒီ clinical view ရ mobile နဲ့ application တွေမှာပါလဲဆိုတာကိုပြလာမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီမှာဆိုထုံအောင်ဆိုဒီ Matic scanner ရဲ့ထုံးစံတိုင်းဒီထဲမှာကျွန်တော်တို့ဒီ patient ရဲ့ mouse ကိုရွေးလိုက်ပေါ့နော် measure အဲ့ဒီမှာကျွန်တော်တို့ကဒီ quantity တွေ crown တွေယူပေါ့နော်ဂျာထုံးစံတိုင်းပဲပေါ့ပြီးရင်ကျွန်တော်တို့ scan စပြီးဖတ်ရပြီပေါ့နော်ဒီ scan ဖတ်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ original อ่ะပေါ့နော်ဒီလိုမျိုးလေးပေးထားပေါ့mesola scan body mandible pipe ဆိုပေးထားဒါပေမဲ့ကျွန်တော်တို့ Matic မှာကျတော့နောက်ထပ်အသစ်တစ်ခုကကျတော့ stage management နဲ့ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ smart H workflow ဆိုတာပါလာပြီဒီ smart workflow နှိပ်လိုက်တာနဲ့ဆိုရင်သူ့ရဲ့အဆင့်လိုက်ပေါ့နော်ဘာတွေဖတ်မယ် scan ဖတ်မယ်ဆိုတော့ပြရပြီပေါ့အဲ့ကျွန်တော်တို့ okay နေတယ်နော်ဒါဆိုရင် next ဒါသူဗလိတော့အောင်မယ်ပေါ့နော်စာသင်ပြပေးထားပါ next ပြီး okay next နေလည်းပဲပြီးကျွန်တော်တို့ကဒီမှာဆိုရင်scan flat ပေါ့နော် scan body scan flat တွေတော့သုံးလို့ရပြီပေါ့ဒီမှာဆိုအများကြီးပဲပေါ့နော်ပါလာပြီကျွန်တော်တို့ကtrue fit တွေပါပေါ့နော်နောက်ပိုင်းဟာတွေ neo biodata ထုတ်ထားတဲ့ဟာတွေ scan letter တို့ပေါ့တပ်ပါတီပေါ့နော်ဒီကောင်လေးဆိုရင်ကျွန်တော်တို့က scan system အခု20 30လောက်ထိကိုသုံးလို့ရတယ်ပြောကြတယ်ပေါ့နော်ပါတယ်ပေါ့အဲ့လိုပဲပေါ့နော်တခြားတော့ dentist scan body ပါလေတခါလေကျွန်တော်တွဲလို့ရတယ်ပေါ့ okay ဒါကတော့ကျွန်တော်တို့ modify ပါလာပြီးတဲ့ဟာပေါ့နော် okay ကိုယ့်အကောင်ကိုလှုပ်ရှင်နေဆိုရင်လည်းတခြားဟာလေးနောက်ထပ်ပြီးတိုးဖို့ရှိတယ်ပေါ့ okay ဒါတို့အဆင်ပြေရတစ်ခုရေးလိုက်မယ်နော် confirm ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့သက်ဆိုင်ရာဒီ scan ပါရပြီပေါ့နော်ဒါရင်ထောင်းအောင်ပါပေါ့နော်အဲ့ဆိုတော့ဒီထဲမှာတခါလေဒီ scan library ရတယ်ဆိုတော့ကျွန်တော်တို့ scan flag ကိုထုံးစံတိုင်း patient မှာတက်ပြီးတော့တခါ scan ဖတ်လိုက်ပါတော့เนาะဒီအဆင့်ဒီမှာဆိုရင်ကျွန်တော်တို့က scan body upper scan body တွေဖတ်မယ်ပြီးရင်ဖြုတ်ပြီးတော့ဒီ gingival area တွေဖတ်မယ်ပေါ့เนาะပြီးရင် lower scan body ဖတ်မယ်ပြီးရင် scan body တွေဖြုတ်ပြီးတော့ gingival area ဖတ်မယ်ပြီးရင် prior တွေဖတ်မယ်เนาะအမှန်တော့ prior ကကျွန်တော်တို့ကအရှိဆုံးထားအောင် prior ကိုအရင်ဖတ်ပါတော့ prior နှစ်ခုကြတော့ဘာမှမတက်ဘဲနဲ့ gingival ကိုတခါလေအရင်ယူလဲရတယ်ပေါ့เนาะပြီးရခါတော့မှ scan body လိုက်ဖတ်လိုက်ရတယ်ဒါတော့ဆရာတို့ဒီအစီအပြေလို့ကိုစိတ်ကြိုက်ဒီမှာပြန်ပြီးတော့ရွှေ့လို့ရပါတော့ပြီးတော့လေကျွန်တော်ဒီမှာရွှေ့ထားလိုက်တယ်အစီအပြေပေါ့ okay ဒါတော့သူ Matic မှာပါလာတဲ့online export လို့ပေါ့နော်ပြီးတော့ဆိုကျွန်တော်တို့ကထုံးစံတာဒီကောင် save ပြီးတော့ lab တွေပါပို့လို့ရတယ်ပေါ့တကယ်ပြီးဒါမျိုးမှမလုပ်ချင်အောင်ဆိုရင်ကျွန်တော်တို့မှာဒီကျွန်တော်တို့ရဲ့ company ကတင်သွင်းတဲ့ဒီ true batman ရှိတယ်ပေါ့နော်IO connect လို့ခေါ်တဲ့ဒီ true batman ကနေပြီးတော့ဒီတပ်ပါတီထုတ်တာပေါ့သူကတော့ဘယ် scanner မျိုးပါမဆိုအသုံးပြုလို့ရတယ် Matic တွေမကောက်ဘူးတခြားတော့ဒီ scanner မျိုးစုံနဲ့တွဲပြီးသုံးလို့ရတယ်ဒီ scan flat လို့ခေါ်ပါတော့ဒီကောင်အကြောင်းလေးကတော့နောက်ပိုင်းမှာဗီဒီယိုလေးတစ်ပုဒ်တက်တက်လုပ်ပြရပါမယ်အဆုံးထိကြည့်ရှုပေးတဲ့ကျေးဇူးများတင်ပါတယ်